စူးစမ်းရင်စူးစမ်းသလောက်ကံကောင်းလိမ့်မယ်ကျွန်တော်အလုံးမနာရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မှစုထားတဲ့ငွေမရှိလို့ပဲကျွန်တော်ပင်မနေလို့မပြောရဲဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လုံးလက်စအလုပ်ကလေးတွေမပြီးသေးလို့ပဲကျွန်တော်အပြည့်မကြည့်ရဲဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ထက်တာတဲ့သူတွေတောင်စူးစမ်းနေစေမှုပါကျွန်တော်မှရွေးစရာလမ်းတွေအများကြီးဒါပေမဲ့ရွေးပြီးသားလမ်းကိုတော့ဘယ်တော့မှမပြစ်ဘူးဘယ်သူဘလောက်ပဲကျွန်တော်ကိုမကောင်းမှုဖြစ်ပြောအချိန်တန်တော့သူ့ဘာသာသူနားလေသွားပါလိမ့်မယ်စိတ်ထဲမှာလာထည့်ထားနေစရာမလိုပါဘူးကိုဘုရုအပေါ်မှာမှအကျွေးမတင်ရင်တော့ပါပြီစိတ်အေးအေးထားတတ်အောင်ကြိုးစားပါလူဘဝဆိုတာအတက်ရှိသလိုအစင်းလဲရှိတတ်ပါတယ်သူများတွေကိုလိုက်ပြီးကဲ့ရဲ့နေစရာလဲမလိုပါဘူးဘောကပေးတဲ့သင်ခန်းစာတွေကိုကြည်ညက်လေလေကိုကကံကောင်းလေလေပါပဲလူလောကကြီးမှာဘယ်အလုံးမှမပယ်မန်းဘူးဆိုတာမရှိပါဘူးမရှုပ်ထွေးတဲ့မိသားစုအတိုင်းဝိုင်းဆိုတာလည်းမရှိပါဘူးကျွန်တော်ရွေးချယ်တဲ့လမ်းကတော့လုံလာဝရိယဇွဲဆိုတဲ့လမ်းကိုပါပဲကျွန်တော်ဘယ်သူမှမနာလို့မဖြစ်ပါဘူးဒီအချိန်အထိရောက်ဖို့ဘလောက်ထိနေမနာညာမနာလုပ်ခဲ့လဲဆိုတာပဲမေ့ကြည့်လိုက်ပါလူတိုင်းလည်းလွတ်လပ်မှုကိုလိုချင်ကြမှာပါပဲအလုံးမလုံးပဲအိမ်မှာထိုင်စားနေတဲ့သူကိုတော့မေ့ကြည့်လိုက်ပါသူတို့မှာကသူတို့အပူနဲ့သူတို့ပါပစ္စည်းဥစ္စာကိုယ်ပိုင်လုပ်ငန်းနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ဘယ်အရာမဆိုတန်ဖိုးရှိအောင်သုံးပါဒါကြောင့်ဘ누구ကမှမနာလိုစရာအကြောင်းမရှိဘူးလူဘဝကတူတူလေးပါဘာမှပြန်စရာမရှိပါဘူးကိုဘလောက်ကုသိုလ်တွေလုပ်ပြီးပြီလဲဆိုတာပြန်ဆန်းစစ်ကြည့်လိုက်ပါလူတိုင်းဟာသူ့လိုကိုလိုပဲဒါကြောင့်တယောက်နဲ့တယောက်သဘောထားကြီးကြီးထားမောင်နှမလိုဆက်ဆံပါအားပေးအပြုံးလေးတွေပေးပါဒီလိုဆိုရင်တော့လောကကြီးကပျော်စရာကြီးပါတိတ်ထက်မြက်တဲ့လူတယောက်အကျင့်စာရိတ္တမကောင်းရင်တိတ်ကြောက်စရာကောင်းတယ်ဟစ်တလာဆိုတာဘိသက်တို့လည်းသိမှာပါတိတ်တော်တာမဟုတ်တဲ့နေရာသွားတော်နေတယ်လို့ဖြစ်တာပေါ့အကျင့်မကောင်းဘူးအာနာယူကြပြာယူရယ်စာယူရယ်အကျင့်ယူရယ်ဆိုငါအချစ်ဆုံးတို့မှနှလုံးသားရှိလို့အိုစယူရယ်အာနာယူရယ်ကိုတော့ငါအမုန်းဆုံးပဲတို့မှနှလုံးသားမရှိဘူးအချို့အာနာရှိတဲ့ကောင်တွေကအလကားနေရင်လည်းအာနာကပြကျင်နေတာဒါအစ်စ်ကလေးဝယ်ထားတဲ့သူတွေလို့ပေါ့ဘာမှမဟုတ်ပဲလဲဘုန်းကထတီးကျင်နေသေးတာအာနာလေးရှိလာလို့အာနာတွေပါဝါတွေပြနေရင်အဲ့ဒီကောင်အာနာနဲ့မတန်တဲ့ကောင်ပဲပတ်စံချမ်းသာလို့မောက်မာနေရင်အဲ့ဒီကောင်ပတ်စံနဲ့မတန်တဲ့ကောင်ပဲကြီးမားတဲ့အခက်အခဲတွေကိုမကြော်ဖြတ်ပဲကြီးမားတဲ့အောင်မြင်မှုကိုမရနိုင်ဘူးအောင်မြင်ချင်တာလူတိုင်းရဲ့ဆန္ဒပဲဒါပေမဲ့အောင်မြင်မှုကိုရောက်ဖို့တော့ပို့ဆောင်ပေးဖို့တော့အခက်အခဲလှေကားတွေကိုကြတော့လူတိုင်းကမကြော်ဖြတ်ချင်ကြဘူးအောင်မြင်မှုကကြီးလေလေအခက်အခဲကကြီးလေလေပဲ